မာသွားတဲ့အကျဉ်းနာနောင်ကျူဟာတို့အသေးတွေကိုရင်နောင်ပြီး Okay ခင်မင်ခဲ့ရတဲ့အချစ်ဆုံးတငယ်ချင်းရေဒူညောင်မြင်မိခင်မှာပဲခိုင်မာသွားတဲ့အကျဉ်းနာနောင်ကျိုးဟာတို့အသေးတွေကိုရင်နောင်ပြီးကိုယ်စီထားရှိတဲ့အချစ်မြေတာပြကိုနှုတ်ပြကမပြောကြပေမဲ့လေဝေဒနာတွေတဲ့အကျဉ်းနာအကြည်လေးဟာအချစ်ရဲ့ပေါ်ကောင်းလေးတွေပါချစ်ဆုံးတွေ့တာဆုံးလို့မလိုက်ပြီးမင်းလေးရေတွေဝေမနေနဲ့တော့ဟိုးအိမ်တွေတိတ်ခါငယ်ကမာယာတွေမသုံးစေခြင်းဘူးပညာတွေမပြစေခြင်းဘူး